နတ်တွေကိုအုံသီးငပြောသီးကြည့်မယ်မဆွဲနဲ့သူတို့မစားဘူးအမျှဝေပေးရတယ်ကိုလုံးတဲ့ကုသိုလ်ကောင်းမှုကိုအမျှဝေမေတ္တာပို့တယ်အမျှဝေတယ်ဆိုလို့ရှိရင်သူတို့ရဲ့ကုညီဆောင်ရှောက်မှုကိုရတယ်ပေါ့ဒီလိုဆိုတာနော်မြတ်စွာဘုရားကိုယ်တိုင်ကဟောတာတာတန်ဒက္ခိဏမာရိတိအဲ့ဒီနတ်တွေကိုအမျှပေးဝေရတယ်တဲ့အမျှပေးဝေလိုက်လို့ရှိရင်ဒေဝတာနုကံပိတောပေါ်သောသရဗတ္ထာနိပတ္တိအမြတ်ပေးဝေလို့ရှိရင်နတ်တွေကခြေဆုတင်ပြီးတော့မိခင်ဖခင်ကသားသမီးကိုစောင့်ရှောက်တယ်လို့နတ်တွေကစောင့်ရှောက်တတ်တယ်ဒါပေမဲ့လို့အိမ်မက်ပေးပြီးစောင့်ရှောက်တာမဟုတ်ဘူးအစဉ်ပြေအောင်ခုလိုကိုမသိပေမဲ့အစဉ်တပြေဖြစ်အောင်လုပ်ပေးသွားတယ်ဒေဝတာနုကံပိတောပေါ်သောသရဗတ္ထာနိပတ္တိနတ်တွေရဲ့စောင့်ရှောက်မှုခံရတဲ့ပုဂ္ဂိုလ်ဟာဘဝမှာအစဉ်ပြေနေတတ်တယ်ဒါကြောင့်မလို့နတ်တွေကိုမြတ်တမ်းပေးဝေရတယ်အာကာသထသဗ္ဗုမထဒေဝနာဂမဟိဋ္ဌိကာတေပိအမေနုရခန္တုအာရောဂေနဒုက္ခိနသာအာတနာရိယတုတ်ကောင်းကင်ဘုံမှာရှိတဲ့နတ်တွေမြေပေါ်မှာရှိတဲ့နတ်တွေတကိုးရှိတဲ့နတ်နဂါးတွေငါတို့ကိုကျမ်းမာအောင်သက်ရှင်အောင်ဆောက်ရှောက်ပါစေဆိုတာကုသိုလ်ကောင်းမှုတွေကိုအမြတ်တမ်းပေးဝေပြီးတော့အခုလိုမေတ္တာပို့တယ်နော်အမျှဝေတယ်ဆိုတာဟာသူတို့နဲ့မိတ်ဆွေဖွဲ့တာပဲဖြစ်တယ်ပေါ့အဲ့ဒီနည်းနဲ့ကုသိုလ်ကောင်းမှုလှုပ်တိုင်းအမျှပေးဝေခြင်းအဖြစ်သူတို့ရဲ့ကုညီဆောင်ရှောက်မှုရတယ်လို့